င်္ဂလာပါရှင်ဖြိုးကဒီနေ့ကြက်ပေါင်းကျော်လေးလှုပ်စားဖြစ်လို့လုံလေးလေးပြန်လဲမျှဝေပေးထားပါရဲ့ရှင်အတွင်းသားလေးကနူးအီပီအပေါ်ကျော်လေးကိုချွတ်မွနေအောင်ကြောထားတာလေးဖြစ်လို့အရန်စားလို့ကောင်းတဲ့လုံလေးလေးဖြစ်ပါရဲ့နော်ကြက်ပေါင်းကျော်လေးလှုပ်စားဖို့အတွက်ပါဝင်ပစ္စည်းတွေကတော့ကြက်ပေါင်းပေါင်မုံကြောင်ကော်မုံဘဲဥနဲ့ဂျုံမုံတို့လိုအပ်ပါရဲ့ရှင်ဝယ်လာတဲ့ကြက်ပေါင်းစနက်ချောင်းကိုအရေကုန်ခွာလိုက်ပါရဲ့နော်ရေကုန်ခွာပြီးသွားရင်တော့ရေသေးချပေးလိုက်ပါရဲ့ရှင်ရေစိမ့်ထားတဲ့ကြက်ပေါင်လေးကိုနူးဣနေအောင်ပေါင်းဝန်းနဲ့ပေါင်းပေးပါမယ်နော်မိနစ်အနည်းငယ်ကြက်ပေါင်လေးနူးဣနေအောင်ပေါင်းပြီးပြီဆိုရင်တော့အပေါ်ကျောတင်းတင်းကျွတ်ကျွတ်လေးဖြစ်အောင်ကြောဖို့အတွက်ပြင်ဆင်ပါမယ်ရှင်ဘဲဥတစ်လုံးကိုဖောက်ပြီးတော့ပြင်ဆင်ထားလိုက်ပါရနော်အရသာထည့်နေမဲ့ခွက်ထဲကိုပေါင်းထားတဲ့ကြက်ပေါင်လေးကိုထည့်လိုက်ပါရရှင်ပြီးရင်တော့အယောင်လှဖို့အယောင်တင်စားတကြားပဲငန်ပြားရီဂျုံမှုန့်နဲ့ကော်မှုန့်တို့ကိုထည့်ပေးထားပါရနော်နောက်ဆုံးမှာတော့ဘဲဥတစ်လုံးခောက်ထားတာကိုပါထည့်နေပေးထားပါရရှင်ရတာနေထားတဲ့ကြက်ပေါင်လေးကိုပေါင်းမုံကြောက်ကပ်ပြီးတော့ကြောဖို့အတွက်ပြင်ဆင်ထားလိုက်ပါရနော်ကြက်ပေါင်တွေကိုအရသာကိုပေါင်းမုံကြောက်ပါကပ်ပေးပြီးရင်တော့စကြော်လို့ရပါပြီရှင်ဒဲဦးပူတာနဲ့စီထည့်ပြီးကြက်ပေါင်လေးရေချွတ်လာတဲ့အထိကြောပေးထားပါရနော်ကြော်နေရင်းနဲ့အခုလိုလေးရဲရဲကျွတ်ကျွတ်လေးဖြစ်လာရင်တော့စီစစ်ပြီးဆယ်ထားလို့ရပါပြီရှင်ဒါဆိုရင်တော့အရန်စားလို့ကောင်းတဲ့ကြက်ပေါင်းကြော်လေးတွေရသွားပါပြီရှင်တို့ရဲ့ဒီနေ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်နော်အားလုံးပဲတာယာလှပတဲ့နေ့ရက်လေးတွေနေ့တိုင်းပိုင်ဆိုင်နိုင်ကြပါစေရှင်